မင်္ဂလာပါရှင် YouTube blog ကနေကြိုဆိုပါရစေ STEM ရှေ့မျက်နှာအနေနဲ့အညီကလုံးနဲ့အခုကျွန်မအိမ်ပြန်ရောက်တဲ့အလုပ်ကနေပေါ့နော်ပြန်ရောက်ပြီးချင်းကျွန်မကခဏနာပြဒီအဝတ်တွေရှော့ထားတယ်ပေါ့နော်အလုပ်ဝတ်တွေကောလို့အေးတော့ဒီဝတ်ထားတဲ့ဝတ်တွေပေါ့နော်ရှော့ထားပြီးအခါကျတော့ကျွန်မလက်ပြန်ကြောင်းရင်လမ်းခဲ့ပြီးတော့လက်ပြန်ဆိုရင်တကယ်ချင်းစီကိုသွားမယ်တကယ်ချင်းကချီပါမှာပါကျွန်မတို့ကြိုပါပါတကယ်ချင်းပေါ့နော်အဲ့ဒါသူကထုံးနေစားခြင်းနဲ့ကျွန်မချက်ကိုပြင်တယ်ကျွန်မရဲ့ဒီတချောင်းပြန်နေလို့လည်းတော့ပါပြီးမနေ့ကမှပဲတောင်းနေပေါ့နော်ကိုကတော့ရှော့ထားတယ်ပြီးတော့ချိုင်းနေစီထားတယ်ဒါကတရွတ်အဆောင်ဖြူမှုလေးပေါ့ပုံထားတော့နော်တရွတ်ရှိလို့10မိနစ်လောက်ပဲဖြိုးပြီးတော့ပြန်ဆင်ပါပါပေါ့နော်အခုဒါကချဲရည်စိမ်ပေါ့နော်ခေါက်ဆွဲကိုမပြော့မမာလေးပြုတ်ပြီးတော့မကတ်အောင်လို့စိမ်နဲ့တုပ်ပါမယ်ပေါ့နော်ခေါက်ဆွဲကိုဒီစီကိုပြန်စစ်ပါမယ်ပြီးစီတော့ပါမယ်ရှင်ပဲမုံစိမ်ကိုစားရဲနွေးမုံရဲဟင်းကမုံရဲထည့်ပြီးတော့ကျိုးပါမယ်ရှင်ပထမဆုံးရေနဲ့ပေါ့နော်ပဲမုံလေးမကြေအောင်လို့အဲ့လိုမကြေအောင်မဟုတ်ဘူးမထုံးအောင်လို့လုံးချိထားမယ်ပေါ့နော်ရေနဲ့ရှင်ရောင်လေးရလာတယ်လူကြိုးပြီးချင်းမှလည်းခဲဝါမှာဆိုလို့ပေါ့နော်သူ့ကိုအဖုံးအုပ်ပြီးတော့အနှွေးအိတ်တွေတစ်ခါထည့်ထားမယ်ပြီးမှကျွန်တော်ဆက်ချက်လောက်မယ်ဒီမှာထည့်ထားလိုက်ပါပြီရှင်ပြီးမှလိုအပ်တာပြန်သွားချက်လိုက်ပါအောင်မယ်ချက်ချက်ပြီးတော့ရုပ်စိမ်းလုံးထည့်ပြီးအောင်ရုပ်စိမ်းချက်လိုက်ဖြစ်ပါလိမ့်ရှင်ပူလေးဖွက်လာတာလည်းစေတော့မှာလားစီတက်စီနဲ့ရောတဲ့မြေပဲဆန်ထောင်းတို့ပဲငံပြားရည်တို့အကြည့်တို့ထည့်မှာပါရှင်အဲ့မဲ့ဆိုဆော့ဆက်တယ်လို့ပဲပေါ့နော်အခုပဲငံပြားရည်အကြည့်အနစ်ထည့်ပြီးမြေပဲဆန်ထောင်းထည့်ပြီးသားနဲ့ပေါ့နော်ကျွန်တော်ရုပ်ကောင်းလေးတွေမွေးအောင်ဖြူပေးလိုက်ပါမယ်မြေတီးမုံလေးထည့်ပါမယ်ရှင်ဒီလေးထည့်လို့ပြပါပဲရှင်ဒါချက်သားလေးတော့ချက်လိုက်ပါအောင်မယ်သားလို့ပေါ့နော်ညလုပ်နေတော့ပါတော့လေဒီလေးပို့ပြီးတော့ဘာလဲစစ်ချက်တာမှာပါပြီးတော့ညမှာဆိုတော့အဲ့လိုတွေရေးနေပြီးသားလေးချက်ပါမှာရှင်ကြောက်ကတော့နဲ့မြေကောင်းကိုနိုင်ရတာဒီကိစ္စကြီးနဲ့လုပ်ထားပါလိမ့်ရှင်စားနေခပ်ဖို့နဲ့ပုံမှန်အနေနဲ့ချက်ထားတယ်ခါဆက်ပြီးသွားပြီသူကအဲ့ထဲမှာအပုံနှွေးထားတယ်ဒီချက်လေးချက်ထားတယ်ဒါတော့ကျွန်မဒီစီချက်ပကံလေးပဲထည့်လိုက်ပြီးတော့ဒီထဲကိုကြော်တော့ဒီချက်တော်လေးထည့်သွားလိုက်ပါမယ်အခုဆိုရင်ကျွန်မတငယ်ချင်းစားချင်နေတဲ့တောဖူလေးအကုန်ချက်လို့ပြီးစီးသွားပါပြီရှင်ဒီကိုကြောင့်လည်းဒီပုံမှာပဲလာပြီးတော့ပြင်ဆင်လိုက်ပါတယ်အဆင်ပြေတယ်လို့တောဖူလေးကိုအောက်ဆုံးထားမယ်ပြီးရင်ခောက်ဆွဲပေါ့နော်ရှမ်းရည်စင်ခောက်ဆွဲထားမယ်ပြီးရင်ဒီစီချက်ထားမယ်ပြီးရင်ဒါလေးစမြောင်ထားပြီးရင်လုံးဝပုတ်ပြီးတော့အနှွေးအိတ်ထည့်ပြီးတော့ချီပါကိုတောက်ရအောင်ရှင်ဒီမှာရှိပါတော့ပေါ့နော်တောဖူလေးမခဲသွားပါစေနဲ့ပေါ့နော်ပါပြီရှင်ဝခောက်တော့အကြခွေးတော့နေပေါ့နော်အားဒီကြောင့်ကျွန်မရှေ့ရပါမှာပေါ့နော်ဆိုင်နေမရှိလို့ပါလိုချင်ပြန်နေဆိုင်တို့မြန်မာဆိုင်တို့ဘက်မှာတွားရှာမှာပေါ့နော်